ပရိသတ်ပေါင်းတို့မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားကိုပိန်ပိုက်ခဲ့ပြီးအိန္ဒိယပညာရေးစနစ်အပေါ်တောင်ပြောင်ဝေဖန်ထားတဲ့ရည်စရာစိတ်ခံစားမှုအပြည့်နဲ့သင်ခန်းစာတွေကိုပေးခဲ့တဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့ 3D ရဲ့ဇလံအချင်းကိုအစာဆုံးပြန်လည်ပြောပြပေးမှာပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာတငယ်ချင်း၃ယောက်ရဲ့ပညာရေးခီးအချစ်အိမ်မက်တွေနဲ့ဘဝရဲ့အတိတ်ပဲရှာဖွေပုံတွေကိုပေါ့ပေါ့ပါပါနဲ့တိတိမိမိရိုက်ကူးထားတာဖြစ်ပါတယ်မကြည့်ရတဲ့လူတွေအတွက်ကတော့စိတ်ဝင်စားဖို့ကောင်းမှဖြစ်ပြီးကြည်ဘူးပြီးသားလူတွေအတွက်လည်းအမှတ်ကျစရာတွေကိုပြန်လည်ခံစားရမှာဖြစ်ပါတယ်။ကဲ 3D ရဲ့လှပတဲ့ကဘာတွေကိုအတူတူဝင်ရောက်လိုက်ကြရအောင်။ဇလန်းဆာမှာတော့ဇိမ်ပေါ်မှာရှိတဲ့ဖာဟန်နဲ့အိတ်ချင်မှုလူဖြစ်နေတဲ့ရာယူတို့စီကိုသူတို့ရဲ့ကောလိပ်ကျောင်းကတငယ်ချင်းချာဒူးစီကဖုန်းဝင်လာခဲ့ပါတယ်။ချာဒူးကသူတို့ရဲ့တငယ်ချင်းဟောင်းရန်ဂျိုနဲ့လွန်ခဲ့တဲ့10နှစ်ကအလောင်းစားလုပ်ထားတဲ့ကိစ္စတစ်ခုကိုတွေးဆုံဖို့တတိပေးလိုက်ပြီးရန်ဂျိုကိုရှာဖွေဖို့ခရီးစတင်ပါတော့တယ်။ဖာလေရင်ဘောကနေတတိမေရောက်ဆောင်ပြီးဆင်းလာခဲ့ကရာဂျူးကိုလည်းအိယာတဲ့ကနေခေါ်လို့ပြီးရန်ဂျိုကိုရှာဖို့အတူတူထွက်လာခဲ့ကြပါတယ်။လမ်းတစ်လျှောက်မှာသူတို့ဟာအသိကိုပြန်ပြောင်းတတိယပြီးသူတို့ရဲ့ပမာဆုံးသောတွေးဆုံမှုစီကိုဇလန်းကလျှောက်တော့ပါတယ်။ရန်ဂျိုကတော့တက်ကိုသူကြကြဆိုင်ကယ်နဲ့ကြောက်လာပြီးပညာရေးစနစ်ကိုစတင်ဆင်ခေါ်ပါတော့တယ်။စီကန်တင်ချက်တဲ့ချောင်းအုပ်ကြီးဗိုင်းရပ်ရဲ့စီးမြင့်တွေကိုပမာဆုံးနေပါတဲ့ကစတင်ချိုးပေါက်ခဲ့ပါတယ်။ရန်ဂျိုဟာစာအုပ်အလွတ်ကျက်တာတဲ့နားလည်ပြီးကိုယ်တိုင်တွေးခေါ်တတ်ဖို့အမြဲတိုက်တွန်းနေသူပါ။ရန်ဂျိုဖာဟန်နဲ့ရာဂျူတို့ဟာအရင်းနှီးဆုံးတငယ်ချင်းတွေဖြစ်လာကြပါတယ်။ဖာဟန်ကတော့တရိတ်ဆန်တွေကိုရိုက်ကူးတဲ့တပုံစရာဖြစ်ချင်ပေမဲ့ဖခင်ဖြစ်သူရဲ့ဆန္ဒကြောင့်အင်ဂျင်နီယာကျောင်းကိုမတက်ချင်မဲ့တက်နေရသူတယောက်ပါ။ရာဂျူကလည်းဆင်းရဲတဲ့မိသားစုကနေလာပြီးမိသားစုရဲ့ဝန်တော့ဝင်ပိုးတွေမပြည့်စုံမှုတွေကိုကြော်ဖြတ်ဖို့အောင်မြင်ခြင်းစိတ်များပြီးကြောက်ရွံ့မှုတွေနဲ့ပြည့်နေသူတယောက်ပါရန်ဂျူကတော့ဆောင်းဝဲအမတ်ကောင်းဖို့ထက်ဘူဒူဒါတွေစောက်ထဲမှာမပါတဲ့ပညာတွေကိုစိတ်အားထက်သန်စွာရှာဖွေသူအဖြစ်တရုပ်ဆောင်ထားပါတယ်ရန်ဂျူဟာသူ့တငယ်ချင်းတွေအောင်သူတို့ရဲ့စစ်မှန်တဲ့အိမ်မက်တွေနောက်လိုက်ဖို့အမြဲတမ်းတိုက်တွန်းအားပေးခဲ့ပါတယ်ကျောင်းကြီးဖားရဲ့သမီးပီယာနဲ့ရန်ဂျူဟာမတော်တဆတွေ့ဆုံခဲ့ပြီးတယောက်နဲ့တယောက်ရင်ခုန်မှုတွေစတင်ဖြစ်ပေါ်ခဲ့ပါတယ်တနေ့မှာတော့ကျောင်းသားဦးဟာသူ့ရဲ့တည်ထမှုကိုဗိုင်းရပ်ကလက်မခံတဘောမကျတဲ့အတွက်စိတ်သက်တွေကြာပြီးကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။ထိုအဖြစ်ပြက်ဟာရန်ဂျိုအတွက်ပညာရေးစနစ်ကိုပိုပြီးစိန်ခေါ်ဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ရန်ဂျိုရဲ့လက်သုံးစကားဖြစ်တဲ့ always well ဆိုတဲ့စကားလုံးကိုအမြဲပြောပြီးတငွေချင်းတွေအတွက်စိတ်သက်ခွန်အားပေးခဲ့ပါတယ်။ချာဒူဟာစာသင်ခန်းထဲမှာစာကိုအလွတ်ကျက်ပြီးအလွတ်ကျက်ထားတဲ့အတိုင်းပြောတတ်သူတယောက်ပါ။ရန်ဂျိုကတော့စာသေးပဲကိုနားလည်အောင်ရှင်းပြဖို့ကြိုးစားပြီးချာဒူနဲ့အမြဲတမ်းညှင်းခုန်ခဲ့ပါတယ်။ရာဂျူရဲ့ဖေယာရုတ်တရက်လေဖြတ်တဲ့အတွက်ရန်ဂျိုနဲ့ပီယာတို့နှစ်ယောက်အချိန်မီစေးရုံကိုပို့ပေးနိုင်ခဲ့လို့ရာဂျူရဲ့အဖေအသက်ရှင်ခဲ့ပါတယ်။တို့ဖြစ်ရဲ့ကြောင့်ပီယာရန်ဂျိုကိုပို့ပြီးချစ်ခင်သွားစေပါတယ်။ဗိုင်းရက်ကရာဂျူရန်ဂျိုနဲ့ဖာဟန်တို့ကိုတစ္ဆာခေါ်မလား။ဒါမှမဟုတ်မင်းကြောင်းထုတ်ခံမလားဆိုပြီးရွေးချယ်ခိုင်းပါတယ်။ရာဂျူကတငယ်ချင်းရဲ့ပေါ်တစ္ဆာမဖောက်လို့ရဲ့အတွက်ပဒင်းပေါက်ကနေခုံချပြီးကိုယ့်ကိုတတ်တည်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့တက်ရှင်ပြီးဒဏ်ရာပြင်းထန်စွာရရှိပြီးကိုမှဝင်ခဲ့ပါတယ်။ရန်ဂျိုဟာဖိုင်ကိုမင်းဖြစ်ချင်တဲ့တပ်ပုံစရာဖြစ်အောင်မင်းဖေဒီတွားခွင်တော့ဖို့တိုက်တွန်းခဲ့ပါတယ်။ရာဂျူကိုလည်းကြောက်ရွံ့မှုတွေကနေဖယ်ရှားပြီးမိမိကိုယ်ကိုယုံကြည်ဖို့အားပေးခဲ့တယ်။ဒရိုးနှစ်ယောက်ကလည်းရန်ဂျိုကိုမင်းသာပီယာကိုချစ်ချောင်းဝင်ခံငါတို့ရဲ့အိမ်မက်တွေတိုင်းဆက်ရှုပ်ကြမယ်လို့ကတိပေးခဲ့ကြတယ်။ဒီလိုနဲ့နောက်ဆုံးဆောင်ပွဲရလက်ထွက်လာတဲ့အခါမှာရန်ဂျိုကပထမရပြီးချာဒူးကဒုတိယထုံးစံတိုင်းဖာဟန်နဲ့ရာဂျူကတော့နောက်ဆုံးနန်းမှာရှိနေခဲ့ပါတယ်။ဖာဟန်ကတော့သူ့ဖေကိုဓာတ်ပုံစရာဖြစ်ချင်ကြောင်းပြောပြဖို့ဆုံးဖြတ်ခဲ့ပြီးရာဂျူကလည်းသူ့ရဲ့အင်တာဗျူးကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်။ကျောင်းနေပြီးတော့တဲ့အခါမှာတော့ရန်ဂျူကရုတ်တရက်ပျောက်ကွယ်ပြီးဘယ်သူမှသူ့ကိုပြန်မတွေ့ကြတော့ပါဘူး။ဒီလိုနဲ့လက်ရှိချိန်ကိုပင်ရောက်သွားပြီးဖာဟန်နဲ့ရာဂျူတို့ဟာရန်ဂျိုကိုရှာဖို့တော့ဖွင့်ခဲ့ကြပါတယ်။ချာဒူးနဲ့အတူရန်ဂျိုရဲ့နောက်ဆုံးတီနီယာကိုရောက်ရှိသွားပြီးဒါပေမဲ့သူတို့တွေ့လိုက်ရတဲ့ရန်ဂျိုဟာသူတို့တငယ်ချင်းရန်ဂျိုမဟုတ်ခဲ့ပါဘူး။ဒါနဲ့ရန်ဂျိုဘယ်မှာရှိတယ်ဆိုတာသိရဖို့အမျိုးမျိုးအကြက်ကမီးမြန်းခဲ့ရပြီးပီယာကိုလည်းသူ့မိုင်မင်္ဂလာပွဲနဲ့ခေါ်ထုတ်ပြီးရန်ဂျိုနေရာကိုတီးပြီးအဲ့နေရာကိုတွားကြမယ်ဆိုပြီးရောက်သွားခဲ့ကြပါတယ်။ရန်ဂျိုရှိတဲ့ကြောင်ကြောက်တဲ့အခါမှာရန်ဂျိုကကျောင်းဦးတယောက်ဖြစ်နေပြီးအောင်မြင်တဲ့သိပ္ပံပညာရှင်တယောက်ဖြစ်နေရတယ်တွေ့ရှိခဲ့ပါတယ်။သူ့ကျောင်းမှာတော့ပညာကိုတကယ်လူလားတဲ့ကလေးငယ်တွေကိုသင်ကြားပေးထားပါတယ်။ရန်ဂျိုအောင်မြင်မှုနဲ့ပတ်သက်ပြီးလောင်းကြီးထက်ခဲ့ချာဒူးကတော့သူ့ရဲ့အောင်မြင်မှုကိုပြသဖို့ရောက်လာခဲ့ပြီးမြဲရ
Ranjo ဟာသူ့ထက်ပိုပြီးနာမည်ကျော်တိတ်မမြင်ရရှင်ဖြစ်နေအောင်တိလိုက်ရတဲ့အခါအကြီးအကျယ်အံ့ဩသွားခဲ့ပါတယ်နောက်ဆုံးခြာတူပူပေါင်းခြင်းလုပ်ငန်းရှင်ကြီးကလည်းသူ့ပဲဖြစ်ကြောင်း Ranjo ကပြောပြလိုက်ပါတယ်ဒီဇလန်လေးရဲ့အစိုးမှာတော့ Ranjo နဲ့ Pia တို့ကပေါင်းပတ်သွားပြီးသူတို့တငယ်ချင်းတွေကလည်းအတီးတီးအောင်မြင်ကြတဲ့သူတွေဖြစ်နေပြီးတော့တအံ့သွားပါတယ်ဟိုမောတာ